သားနဲ့ဘီတုကပညာရှင်မလေးတို့အဖြစ်ဆက်လံတို့မဟုတ်ရွှေဆိုင်ရန်စီတော်မြက်ကြီးဖြစ်ပေါ်လာပေါ့ခရစ်နှစ်600စုခန့်တွင်တထုံပြည့်ရှင်တိရိမဟာဗျူဟာမင်းကြီးစိုးစံချိန်တွင်ရှေးရိုးစွဲနတ်ကိုးကွယ်မှုများပြည်တွင်းအာဏာလုမှုများနှင့်တန်လုံမြိတ်မကြာခဏရေလွှမ်းမှုများတန်းကိုခံစားနေကြရသည်။ဒီနေ့မှာဗျူဟာမင်းကြီးကိုတန်လုံမြိတ်ဆောက်ရှောက်သူနတ်သားကြံစီကရေလွှမ်းမှုများပပျောက်စေရန်ကြောက်ဆောင်ပေါ်တွင်ယေရနာ၃ပါးကိုပူဇော်ရန်ဇေဒီတေသိမ့်ကြောင်းအိမ်မက်ပေးခဲ့သည်။ဗျူဟာမင်းကြီးသည်ဤအကြံကိုလက်ခံပြီးပြည်သူများကိုစုစည်းကာဇေဒီတေရန်ကြေညာခဲ့လေသည်။ဘီတုကပညာရှင်မဲစာကိုဤစီမံကိန်းခေါင်းဆောင်ဘီတုကပညာရှင်မလေးအဖြစ်ခန့်ခဲ့သည်မဲစာသည်ကြောက်ဆောင်ပေါ်တွင်အုံမြင့်ခိုင်ခန့်စွာဇေဒီတိဆောက်ရန်ဤပညာဆိုင်ရာအခက်ခဲပေါင်းများစွာနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ထိုချိန်တွင်နတ်သားကြံစေကလူသားအသွင်ပြောင်း၍မဲစာကိုလှုပ်ဝက်စွာကူညီခဲ့သည်ထိုချိန်မှာနတ်သားကြံစေနှင့်မဲစာတို့နှစ်ဦးကြားမှာအချစ်စိတ်များစတင်ပေါက်ဖွာလာခဲ့ကြသည်ရှေ့ရိုးစွဲနတ်ကိုးကွယ်သူဒေါ်လာသည်ဤဇေဒီတဲသည်ကိုဘဝင်မကြခဲ့ပါသူ၏ရှေ့ရိုးစွဲနတ်ကိုးကွယ်မှုတိမ်ငေါပြောက်ကွယ်မှာကိုမလူလားအပ်ခဲ့ပါထို့ကြောင့်ဒေါ်လာသည်အစီရင်ဖြစ်ရှေ့ရိုးစွဲနတ်များကိုပူဇော်ပသကာမိုးကြီးထန်စွာရသွန်းပြီးတန်လုံကြီးရေရှမ်းကစောက်လုံစေဇေဒီတဲသည်ကိုချိန်ချောက်လာခဲ့သည်ထိုချိန်ကိုအခွင့်ကောင်းယူကာဒေါ်လာသည်ဤဒီမှာရှေ့ရိုးစွဲနတ်များ၏အမျက်ဒေါသဟုဆိုခဲ့သည်ထိုအရေးပေါ်အခြေအနေတွင်နတ်သားကြံစီကနတ်အသွင်သို့ပြောင်းလဲကာအိုရှင်ကိုဝါများပြသကာမိုးကြီးထန်စွာရွာသွန်းမှုကိုဟန့်တားစေပြီးတန်လွန်မြစ်၏ရေရှမ်းမှုကိုရပ်တန့်စေခဲ့သည်ဒီအချက်ကိုချအံ့ဩစွာမြင်တွေ့ခဲ့ရသည့်တိုင်းသူပြည်သားများကဇေဒီတော်၏တန့်ရှင်းမှုဖြင့်ယုံကြည်သက်ဝင်သွားခဲ့ကြသည်ဗျူဟာမင်းကြီးသည်ပြည်တွင်း၌ပဋိပက္ခမငြိမ်မသက်ဖြစ်ပေါ်စေသည့်ရှေ့ရိုးစွဲနတ်ကိုးကွယ်သူဒေါ်လာနှင့်သူ့အပေါင်းပါအဖွဲ့များကိုရှင်းလင်းတုတ်တင်ခဲ့သည်ဘိုးနောက်မှာပြည်တွင်း၌စီးလုံးညီညွတ်မှုများကိုဗျူဟာမင်းကြီးကပြန်လည်ထိမ့်သိမ်းနိုင်ခဲ့သည်သို့သောလူသားနှင့်နတ်သည်ပေါင်းဆက်လို့မရသဖြင့်သူတို့နှစ်ဦးသည်တန်လွန်မြစ်ကမ်းနှင့်ရွှေစာရန်ဇေဒီသည်သူတို့နှစ်ဦး၏ချစ်ချင်းမေတ္တာ၏အထိမ်းအမှတ်ဖြစ်လိမ့်မယ်ဟုကတိပြုခဲ့ကြသည်နတ်သားကြံစီသည်ဘီတုကပညာရှင်မလေးမဲစာကိုထားခဲ့ကကောင်းကင်ဘုံသို့ပြန်လည်ထွက်ခွာသွားခဲ့သည်တထုံပြည်၌ရွှေစရန်ဇီတီတော်ကိုအောင်မြင်စွာတည်ထားကိုးကွယ်ပြီးစီးခဲ့သည်ဘီတုကပညာရှင်မလေးမဲစာသည်ရွှေဆိုင်ရန်ဇီတီတော်ကိုဖူးမြော်ကတန်လိုမျက်နှာနတ်သားကြံစီမျက်နာကိုမြင်ရောင်နေခဲ့မိလေတော့သည်အခုကျွန်တော်ပြောပြပေးသွားတဲ့မွန်ပြည်နယ်တထုံမြို့ရွှေဆိုင်ရန်ဇီတီတော်မြက်ကြီးဒဏ္ဍိုင်သမိုင်းကြောင်းလေးပဲတချို့နေရာလေးတွေမှာသမိုင်းထောက်ထားနဲ့မကိုက်ညီတာများရှိရင်ခွင့်လွှတ်ပေးဖို့မေတ္တာရက်ခံချင်ပါခင်ဗျာ